Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ဘောနော် Cartoon Tower Update ဆိုတဲ့ game ကိုဆက်ပြမှာဖြစ်ပါတယ်ဒီဥစ္စာက Spicy Tower game လေးထွက်ထားတယ်ပေါ့နော်အဲ့ဒါတော့အရင်ထွက်တာပါပြီးတော့ဒါကတော့မစော့ဘူးပေါ့နော်ဘောနော်အဲ့ရဲ့ game မယ်ကိုရေးထားပေးပါမယ်ပေါ့နော်အခုကတော့ဘီယာလေးကိုအရင်စော့ရင်ကောင်းမယ်ဘီယာလေးစော့ဟိုဘက်ကအဝါရောင်လေးတော့စော့မယ်ပေါ့နော်အဲ့ကောင်ရဲ့နာမည်မေ့နေပါတယ်လို့ပေါ့နော်ဖုန်းကတော့တိတ်တော့မကောင်းပါဘူးဒါပေမဲ့အခုမှဗီဒီယိုစတင်တာမလို့အားပေးကြပါအောင်ပြောချင်ပါတယ်နော် subscribe လေးလည်းလုပ်ပေးကြပါဦးလို့ဗီဒီယိုကအခုမှစတင်တာဆိုတော့ကောင်းချင်မှကောင်းမှာပေါ့နော်ဒီလိုမျိုးဆော့တာပေါ့နော်တစ်ခါတလေမှဆော့ဖြစ်တာပါဒါလေးတွေကမဆော့တတ်တာလားဆိုတော့ဟုတ်ပါတယ်မဆော့တတ်တာပါလိုင်းရတယ်ကြည်အောင်လုံးဝမကောင်းပါနော်အဲ့လိုဖြစ်နေတဲ့အချိန်ကြီးမှာဆော့ပြချင်တော့ပါကဲဒီနေ့ကတော့ပုံမြင်ပြောပြမှာဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုမျိုးလေးတွေကိုကြည့်မယ်ဆိုရင်တော့ပေါ့နော်ကာတွန်းဥစ္စာလေးတွေနားထောင်ပါမယ်ဟုတ်ရှိရောကောင်မလေးတယောက်ရှိတယ်အဲ့ကောင်မလေးကသူကအရန်ကိုမှလှပတဲ့ကောင်မလေးတယောက်တဲ့ဒါပေမဲ့သူ့မှာကမျက်လုံးသူ့ပေါ့နော်မျက်လုံးမမြင်ရဘူးတဲ့သူ့အမေကခြေထောက်နှစ်ချောင်းမရှိဘူးခြေထောက်ရှိဘူးပေါ့ကွာခြေထောက်သေးတာပေါ့အဲ့လိုဖြစ်နေတယ်သူ့အဖေကလည်းတစ်ဖက်မရှိဘူးတဲ့အဲ့ဒါနဲ့တဲ့ပေါ့နော်သူ့သမီးကမျက်မမြင်ပေါ့နော်သူ့သမီးကလှပတဲ့မျိုးသမီးလေးကဖုန်းကြည့်နေပါတယ်တဲ့ဖုန်းကြည့်နေအောင်သူ့အမေကမြင်သွားပြီးတော့ဝှေ့ချက်ပေါ်ကနေထပြီးတော့သူ့သမီးကိုလိုက်ရိုက်ပါတယ်ပြီးတော့သူ့အဖေကလည်းပေါ့နော်သူ့အဖေကလည်းတစ်ဖက်မရှိဘူးအဲ့လည်းမရှိတဲ့ဘက်နဲ့တဲ့သူ့အမေကိုဒုတ်ပေးလိုက်ပါတယ်တဲ့အဲ့ဒါနဲ့ရိုက်တယ်အဲ့မျက်မမြင်တဲ့ကောင်မလေးကလည်းပြေးနေတယ်ပရဲစိတ်ကိုခလုတ်တိုက်ပြီးတော့စပင်ကျိုးသွားပါတယ်အဲ့ရနေတဲ့သူ့ရဲ့လှပတဲ့စပင်လေးတွေကပျက်စီးသွားပါတော့တယ်ပုံမြင်လေးကတော့ဒါလေးပါပဲဒီလိုမျိုးဒီထက်ကောင်းတဲ့ပုံမြင်လေးတွေနားထောင်ချင်နေဆိုရင်တော့ဒီအကောင့်ကို follow လုပ်ထားလိုက်ပါနော်အော်မဟုတ်ပါဘူး subscribe လုပ်ထားလိုက်ပါနော်နောက်ဆက်တစ်ခေါက်လေးရှိသေးပါတယ်အဲ့အကောင့်ကတော့ဗီဒီယိုကတော့နှစ်ပုတ်လားတစ်ပုတ်လားမသိဘူးပေါ့နော်အဲ့လောက်ပဲတင်ထားပါတယ်အဲ့အကောင့်မှာကြတော့ပေါ့နော်နည်းနည်းကာတွန်ကားလိုမျိုးဥစ္စာလေးတင်ပေးထားပါတယ်နော်ဒီမျိုးပကွားခုံတာတော့မတင်ပါဘူးအဲ့အကောင့်လေးကိုလည်းချထားပေးပါမယ်နော်အဲ့အကောင့်မှာလည်းတွားပြီးတော့ပေါ့နော် subscribe ရေးတွားလုပ်ပေးကြပါဦးအဲ့အကောင့်တစ်ခုလုံးကတော့ပေါ့နော်ကြည့်သူကနေပါတယ်ဒါကတော့တမင်တက်ပေါ့နော်ပြောတာတော့မဟုတ်ပါဘူး like ကအရန်ဟိုမှာနင်းနေလို့ပါအတင်းလည်းလောက်ခိုင်းတာမဟုတ်ဘူးပေါ့နော်လှုပ်ချင်မှလှုပ်ပါပြီးတော့လို့ရှိရင်ကျွန်တော်တနားရဆိုရင်တော့ VPN လေးခံကြည့်ကြဖို့တောင်းဆိုအပ်ပါတယ်ခုကတော့ပေါ့နော် Google ကကြတော့ VPN ခံပြီးမှဆော့လို့ရတဲ့အနေအထားကြီးကိုရောက်သွားပါတယ်သူများဘာတွေကတော့မသိဘူးပေါ့နော်အခုကတော့ VPN နဲ့ခံဆော့နေတာပါအဲ့ဒါကြောင့် line ကတိတ်မကောင်းတာပေါ့နော်သူကဖုန်းကလည်းတိတ်မကောင်းတော့ကြောင်ပြီးတော့အောက်တူးကျတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ပေါ့နော် Mera Mystery 2 ဆော့ပြဖို့ကတော့တိတ်တော့ဖြစ်နိုင်တဲ့အပိုင်းဘက်မှာရှိရပေါ့နော်ဒါပေမဲ့ဆော့ပြမှာပါအဲ့ game ကိုအရန်ကြိုက်ပါတယ်အတူကောက်က MM2 လို့ခေါ်ကြရပေါ့နော်ဒါပေမဲ့ဒီအကောက်ကကြတော့ပေါ့နော်ပြောရမယ်ဆိုရင်ကွာစပို့လို့မရပါဘူးဘာဖြစ်လို့ဆိုတော့အသက်ငယ်တဲ့ပုံစံပေါက်နေလို့ပေါ့နော်ဂိမ်းစာပို့လို့မရပါဘူးဒါပေမဲ့ဂိမ်းဆော့လို့ရတာနဲ့ကျေးဇူးတင်ရမယ်ဘာဖြစ်လို့ဆိုတော့အသက်က9နှစ်ပဲရှိသေးလို့ပါတဲ့ဟုတ်ပါတယ်တကယ်လည်းအသက်က9နှစ်ပါခါလေးပြပြလိုက်မယ်ပေါ့နော်အသက်က9နှစ်ဒါပေမဲ့3လပိုင်း23ရက်နေ့2026ကြာရင်တော့10နှစ်ပြည့်မှာပါတိတ်ကတော့မလို့တော့ဘူးပေါ့နော်ဒါပေမဲ့လည်း9နှစ်ပဲရှိသေးတာဆိုမရပါဘူးအဲ့ဒါနဲ့ဆော့ပါတယ်ပေါ့နော်ဒီအပိုင်းကလွယ်လားဆိုတော့လွယ်ပါတယ်လူမျိုးကိန်းလေးဆော့ချင်နေဆိုရင်တော့အောက်မှာမှန်ပြီးတော့ပါနော်ကိုဆော့ချင်တဲ့ကိန်းလေးဆော့ပြချင်တဲ့ကိန်းလေးတွေကိုလည်းမှန်ခဲ့ပါတွဲဆော့ချင်နေဆိုရင်လည်းလာပြီးတော့အကောက်လေးကိုချပေးထားပါမယ်နော် comment အောက်မှာအဲ့မှာလာပြီးတော့အဲ့လိုရပါတယ်အိုးသွားပြီအဲ့လိုရပါတယ်နော်အဲ့ပြီးတော့အတူတူဂိမ်းတွေပါဆော့ကြရအောင်အဲ့မှာပေါ့နော်မလေးရှိပါတယ်မမကြတော့ပေါ့နော်အာမဝင်ဆော့ဖြစ်မယ်ပေါ့နော်ဒါပေမဲ့မဆော့ဖြစ်တာများပါတယ်ပေါ့နော်တော့တစ်ခါတလေမှဆော့တာပါဒီဥစ္စာလေးပေါ့နော်မနေ့တနေ့ကဟုတ်ပါဘူးမနေ့ကမှဖွင့်တာပါဒီအကောက်ကပေါ့နော်အဲ့တော့ဒီအကောက်ထဲမှာဘာမှမရှိသေးပါဘူးဒါတော့မှအင်ဂျီပေါင်းမိတယ်မနေယူထားရတာပေါ့နော်
ဒီထဲမှာတော့ဒီပုံစံမဲထားမယ်လို့တော့ပေါ့နော်စဉ်းစားထားပါတယ်ဒီပြင်ပုံတွေပြောင်းဖို့ကတော့အစီအစဉ်မရှိပါဘူးလို့ကဲဒီဥစ္စာလေဒီ game ကမိုက်တော့မိုက်တယ်ဒီလားလွယ်ဆိုတော့လေအဲ့လိုလေးကိုပြောပြတာပါပြီးတော့ရင်ဒီ game ကအရန်အောင်မှချစ်ဖို့ကောင်းတယ်ပေါ့နော်သူ့ရဲ့ပုံစံလေးတွေရတယ်လုံးဝကွာအရန်လှပါတယ်ပြီးရင် game ရလည်းဆော့ရအရန်လွယ်ရပေါ့နော်အဲ့အတွက်ပေါ့နော်ဒီ game လေးကိုဆော့ချင်တယ်ဆိုရင်လည်းဆော့ကြပါအောင်လို့ game ရဲ့ view ကိုအစဆော့တဲ့ view ကိုအစမှာပေါ့နော်နာမည်လေးချထားပေးပါတယ်ဒီနေ့ကတော့အဲ့လိုမျိုးလေးပေါ့နော်ဒီပုံလေးကိုလည်းမှတ်ထားကြပါအောင်လို့အဲ့ပုံလေးပဲထားမှာပေါ့နော်ခုကတော့ပြုတ်ကြတာ16ခါလောက်ရှိနေပါပြီဒီနေရာတော့လွယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ပြုတ်ကြချင်လို့ပြောတော့သေးရပေါ့နော်အောက်ကခံပြီးထားဒီဥစ္စာလေးဆော့ရတာပျော်ဖို့တော့တိတ်မကောင်းသူကပြင်းဖို့တော့ကောင်းတယ်အဖော်နဲ့ဆော့ရင်တော့မိုက်ပါတယ်ဒါပေမဲ့အဖော်ကအောက်ပြုတ်ကြသွားရင်တော့ကိုယ်တိုင်မအောက်ဆင်းနိုင်ရပါဘူးလို့ဆိုတလီလေးပို့လို့မရပါဘူးပြောရင်သူအောက်ပြုတ်ကြလို့စောက်နေမယ်ဆိုလို့ရှိရင်လည်းပေါ့နော်အကြာကြီးစောက်နေမှာပဲဖြစ်ဆိုကိုရီးယားအမြင့်ရောက်ရင်ပိုစောက်ရလေပေါ့နော်အဲ့လိုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒါလေးပြတ်သွားတာပါဒါတော့ပြီးပါပြီ